သူတော်ကောင်းတရား9ပါးဆိုတာကိုမှတ်သားဖို့လိုတယ်ပေါ့နော်သူတော်ကောင်းတရား9ပါးဆိုတာဘာတွေလဲဒီနေရာမှာသတိထားဖို့ရသူတော်ဥစ္စာ9ဖြာဆိုတာနဲ့ရောထက်တယ်သူတော်ကောင်းတရား9ပါးသူတော်ဥစ္စာ9ဖြာမတူတတ်ဘူးအဲ့တော့သူတော်ကောင်းတရား9ပါးကိုအရင်ပြောပြမယ်တတ္ထာဟိရိပတ္တပဘဟုတုတဝိရိယတတိပညာလို့ဒါသူတော်ကောင်းတရား9ပါးသူတော်ကောင်းဥစ္စာ9ဖြာကြတော့9ပါးကြတော့တတ္တာသီလဟိရိပတ္တပတုဒ္ဒစာကပညာဒါကသူတော်ကောင်းဥစ္စာ9ပါး9ဖြာကွဲပြားခြားနားမှုလေးနဲ့မှတ်ရအောင်တတ္တာဟိရိဩတ္တပတုဒ္ဒပညာဒီ5ခုကသူတော်ကောင်းဥစ္စာတွေလည်းပါတယ်သူတော်ကောင်းတရားတွေလည်းပါတယ်သီလနဲ့စာကသူတော်ဥစ္စာ9ဖြာတွေတော့ပါတယ်သူတော်ကောင်းတရားတွေမပါဘူးဝိရိယနဲ့တတိသည်သူတော်ကောင်းတရား9ပါးထဲမှာပါပြီးတော့သူတော်ဥစ္စာ9ဖြာထဲမှာမပါဘူးဒါမှတ်မိအောင်လို့ပြောပြတာနော်